မင်းမပြောနဲ့တော့မင်းမပြောနဲ့တော့မဟုတ်ရင်မင်းနဲ့ငါနဲ့ ငါသူတို့စားလို့ဆိုတော့သူကစားတယ်ထင်သွားပြီးတော့ ဘလို့စတာစတယ်ထင်ရတာတော့စကားဘလို့တွေပြောနေမှလည်းမသိဘူး အဲ့တော့ငါမစားချင် ငါဘာမှမပြောနဲ့တော့ကွာနော်မင်းပြန်လိုက်တော့ရပြန်လိုက်တော့ပြန်လိုက်တော့ ဟုတ်လေမင်းကစားသူငါသွားစားတာလေမင်းကလည်းငါအဲ့လိုမျိုးစားတတ်တဲ့လူမှမဟုတ်တာ ဟာမင်းကစဆိုတာလေနည်းနည်းဟိုကအရေးချီကြည့်စတယ်ကွာမင်းကအခုကစတာမဟုတ်ဘူးရိုက်ပေါက်တော့မှရိုက်ပေါက်12ပေါက်တပေါက်မှမလွတ်အောင်မင်းကစ ငါဘယ်လိုနေမှန်းကိုမသိတော့ဘူးမင်းကစားဆိုလို့စားတယ်မတကယ်တော့ငါစားလိုက်လို့သူကစားတယ်ထင်တယ် ဟောစတယ်လို့မတင်လို့မင်းမလို့ထင်ရမှာတော့လို့စတယ်ဆိုတာတအားကြီးအဲ့လိုစခိုင်းတာမဟုတ်လေကွာမင်းဟာအခုကကျန်းကျန်းနဲ့ဘယံပတာတွေကြောက်ပြောနေတဲ့ကိစ္စယူမင်းဟာ ဟောပျော်အောင်လို့စားတာလေခုကမင်းက ငါပြောတာအဲ့လောက်ဒီကိုစရမလို့တယောက်နဲ့တယောက်စတယ်ဆိုတော့တခုံးလောက်စလိုက်နောက်နေ့တွေ့တဲ့ခါကျတော့နည်းနည်းလေးပို့စားလိုက်အဲ့ခါကျရင်ရင်းမှုဖြစ်သွားမယ်တောင်ဆုံးကဒီကိုးနိုင်နဲ့ရင်းနေတယ်ဆိုရင်တော့မှဟလာကိုးအကျွေးယူစားလို့မရဘူးလား ငါမှကိုမစားတာ ငါစားတယ်စလိလို့ရင်စလိရမယ်ဒါကြောင့်မလို့စခိုင်းတာမင်းဟာအခုကရန်တကားတွေသွားပြောသူဖြစ် နောက်နေ့ကျပူစားလိုက်မယ် ဘလို့ပို့စားပါလဲအခုတော့စတာပြဿနာတက်လာတော့ထိုက် မင်း ပို့ နောက် စား နေ့ တယ် ကျပူစားရင်းနေပါ တခွန်းသားအရင်ဦးဆုံးစအောင်ကောမင်းဟာအခုဟာကွာ ပြီးတော့နောက်နေ့ကျမှအစားပြန်စားလိုက်မယ်